ဂတိတော်နှင့်ဆုတောင်းခြင်းပြေးကြလောကောရိန္သုဩဝါဒစာပထမဆောင်ခန်းကြီးကိုအငယ်24မှ25ညီတလေး၌ပြန်၍ပြေးကြသောသူအပေါင်းတို့သည်ပြန်၍ပြေးကြတော်လေတယောက်သေးသာလျှင်စုကိုရသည်ဟုသင်တို့မသိကြသလောစုကိုရမည်အကြောင်းပြေးကြလောပွဲ၌ပြန်၍အချင်းချင်းတိုက်သောသူမည်သည်ကအရာရာ၌တက်မဲ့ခြင်းကိုချုပ်တီးတတ်၏ထိုသူတို့သည်ပြိုးနွယ်ပျက်စီးတတ်သောပန်းဥယျစ်ကိုရခြင်းအလို့ငါပြုကြ၏ငါတို့မူကားမညှိုးနွမ်းမပျက်စီးနိုင်သောပန်းဥယျစ်ကိုရခြင်းအလို့ငါပြုကြ၏အာမင်ဆုတောင်းကြပါစို့အောင်မြင်ခြင်း၏အရှင်ဘုရားသခင်ကျေးဇူးတော်အားဖြင့်ကျွန်ုပ်တို့၏စိတ်နှလုံးများကိုဤလောက၏ယာယီစုများထက်ထာဝရမဖောက်မပြန်နိုင်သောကိုယ်တော်၏စုတော်ကိုရှာဖွေနိုင်သောဉာဏ်ပညာဖြင့်ပြည့်စုံတော်မူပါကိုယ်တော်ပြင်ဆင်ပေးသောစုတော်အတွက်အဆုံးတိုင်အောင်ပြီးနိုင်ပါမည်အကြောင်းသခင်ယေရှုနာမ၌ဂတိတော်ကိုဝန်ခံလျက်ဆုတောင်းကြပါ၏